ကျွန်တော်အနေနဲ့လူတွေအများကြီးရှိတယ်လို့စိတ်ထဲမှာခံစားပါတယ် The empty seats can be filled with the empty souls, right? ပျောက်ဆုံးနေတဲ့ဝိညာဉ်တွေကျွန်တော်တို့မမြင်ရတဲ့ဝိညာဉ်တွေအများရှိတယ်လို့ကျွန်တော်တို့သတ်မှတ်မယ်ဆိုလို့ရှိရင်ဘုရားကြောင့်အပြည့်ရှံနေပါတယ်ဒီချိန်မှာဟုတ်တယ်မလားဆိုတော့ဘုရားရှင်ယေရှုတော်ကြောင့်ကျွန်တော်ကိုတင်းတော်တောင်းရှိတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ကဲတရားဒေသနာဘယ်လိုလဲဝေခနိုင်မလားဆိုတော့ကျွန်တော်အနေနဲ့အမြဲအစင်သစ်ပါလို့ကျွန်တော်ပြောခဲ့တယ်တကယ်လည်းကျွန်တော်အမြဲအစင်သစ်ပါဒါပေမဲ့တစ်ခါတည်းကျတော့စဉ်းစားတယ်အစင်သစ်လို့ပြောတဲ့အခါမှာဘယ်နေရာမှာငါဘာပြောခဲ့ပြီးပြီလဲဆိုတဲ့ဟာဒီတခါလေးကျကြားပြီးသားလူကခဏခဏပြန်ပြီးတော့ကြားနေရမှာတခါလေးကျစိုးရိမ်တယ်ပေါ့နော်သူတို့ကညီးကွေစရာဖြစ်နေမလားလို့ဒါပေမဲ့တစ်ဖက်မှာကျတော့လေကျွန်တော်တို့ကျမ်းစာဖတ်တယ်ဆိုတဲ့အရာလည်းမသိရမလားဖတ်ပြီးတဲ့တော့ပြန်ဖတ်ရင်အရာသာတစ်မျိုးဖြစ်နိုင်တဲ့အတွက်ဘုရားရဲ့စကားတော်များနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်တို့ဟောပြောတဲ့ခံတဲ့အခါမှာဘုရားသခင်ကဘုရားသခင်ကသုံးတယ်ဆိုလို့ရှိရင်ဒီစကားလုံးတွေပေါ့နော်အတိတ်ပဲရှိတဲ့နေရာအတိတ်ပဲရှိတဲ့ပုံကိုယ်တွေရှိရောက်သွားတဲ့အခါမှာအကျိုးရှိပါတယ်လို့အဲ့ဒါကိုကျွန်တော်ဒီကနေ့နဲ့ပြောချင်တယ်ဒီနေ့ကျွန်တော်ကိုဆူတောင်းလာပြီးသားဖြစ်တဲ့အတွက်ကျွန်တော်မတောင်းတော့ဘူးဖျားရှင်ကောင်းကြီးမင်္ဂလာကျွန်တော်တို့ခံစားပါတယ်အားလုံးလည်းခံစားပါတယ်ဒီနေ့ကျွန်တော်ကောင်းစီနေတဲ့ယူလာတဲ့အားကတော့ the kingdom of God တချို့ဒီရှင်တို့ကခရစ်ဝင်မှာဆိုလို့ရှိရင် the kingdom of heaven လို့လည်းပြောတဲ့အားရှိတယ်ဒါပေမဲ့ဒီအတစ်ခုကိုဘာအိပဲလဲလို့ကျွန်တော်ပြောတော့ကျွန်တော်ကတင်ကြားပို့ချခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဆရာဆန်တို့ပြောခဲ့တာကျွန်တော်ရမ်းသဘောကျတယ် The kingdom of God လို့ပြောတဲ့အခါမှာလည်းတချို့ဒီခရစ်ဝင်ကျမ်းတွေမှာပေါ့နော်တကျမ်းနဲ့တကျမ်းမတူဘူးတချို့ဟာတွေကြတော့ parable လို့ခေါ်တဲ့ပုံပမာတွေနဲ့ပြရတာတွေလည်းမတူဘူးအဲ့ဒါလူတွေကသူ့ကိုမေးတဲ့အခါမှာဆရာတမန်ကျမ်းစာအုပ်တဲ့ဒီရှင်လုကခရစ်ဝင်တစ်မျိုးရှင်မသက်ခရစ်ဝင်တစ်မျိုးဟုတ်တယ်နော်အဲ့လိုဘာဖြစ်လို့ရေးရတာလဲဘာဖြစ်လို့မတူရတာလဲလို့သူ့မေးခွန်းမေးတဲ့အခါမှာသူဖြေရကျွန်တော်ရမ်းသဘောကျဒါတော့မှန်မှန်တော့ကျွန်တော်အကုန်လုံးမသိဘူးခင်ဗျားတို့ဒီမှာရှိနေတဲ့အခါမှာတဲ့ပြိတ္တတွေတဲ့ကျွန်တော်ပြောတဲ့ဟာကိုနားထောင်တဲ့အခါမှာတဲ့ခင်ဗျားတို့နားထောင်တဲ့အတိုင်းရေးချလိုက်တယ်ဆောလမွန်ဘာဒီလိုပေါ့သူ့အတွက်ကတော့ဆရာဆန်တို့ပေါ့ဒီလိုတရားဟောသွားတယ်တယောက်တည်းတယောက်အမြင်ချင်းမတူဘူးတဲ့ဟုတ်တယ်နော်တယောက်နဲ့တယောက်ကြားတဲ့အရာတူပေမဲ့လက်ခံယူတဲ့ဒီဟွာပေါ့ဒီဘယ်လိုခေါ်မလဲစကားမတူဘူးတဲ့အဲ့ဒါကြောင့်ဒါလည်းမတူတဲ့ဟိုးစောင်းတဲ့ဘက်ကနေရက်တဲ့သူကစောင်းတဲ့အတိုင်းကျွန်တော်မြင်တယ်လို့တဲ့ရက်တဲ့သူကကျွန်တော်တဲ့မြင်တယ်ပြီးတော့ဟိုးဘက်နေရာချမ်းတယ်ကျွန်တော်ဘယ်လိုခေါ်မလဲကြည့်တဲ့သူကစောင်းပြီးတော့ကျွန်တော်မြင်တယ်ပေါ့ထိုနည်းသူစွာကျွန်တော်တို့ the kingdom of heaven ပဲဖြစ်ဖြစ် the kingdom of God ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့အတူတူပဲလို့ကျွန်တော်အနေနဲ့သတ်မှတ်စေခြင်းနဲ့အတွေးကြကျွန်တော်သွားနိုင်မှာမဟုတ်ဘူးလို့ပြောချင်တာဖြစ်ပါတယ်ခေါင်းစဉ်နေနဲ့ကတော့ကျွန်တော်တက်ချင်တာthe value of life ပုံပြနဲ့ကျွန်တော်စကြည့်မယ်နော် the value of life ဆိုတာဘဝရဲ့တန်ဖိုးပါလေဆိုတဲ့ပုံပြလေးနဲ့ကျွန်တော်စကြည့် life ဆိုတဲ့အဓိပ္ပာယ်ကတော့ life is လို့ပြောရအယံများတယ်လူမျိုး life is လို့ဖြေလိုက်အဓိပ္ပာယ်တော်တယ်လုံးဝမတူတဲ့ဟာအယံများတယ်အဲ့ဒါတော့ကျွန်တော်မပြောတော့ဘူးပုံမြင်လဲဘယ်လိုလဲဆိုလို့ရှိရင်ကလေးလေးတယောက်ကတဲ့သူ့အဖိုးကိုသူကမေးခွန်းမေးလိုက်တယ်တဲ့ဒါကျွန်တော်ဖတ်ရတဲ့ပုံမျိုးပြောတာအဖိုးတဲ့ဘဝရဲ့တန်ဖိုးဆိုတာဘာများလဲကျွန်တော်ပြောပါတဲ့အဖိုးကမသိကျင်တယ်ဟုတ်လားဘဝရဲ့တန်ဖိုးဆိုတာသိကျင်တယ်ဆိုလို့ရှိရင်မြို့ကကြောက်တုံးကျွန်တော်ပေးလိုက်ငါပေးလိုက်လေတဲ့မင်းဒီကြောက်တုံးရဲ့တန်ဖိုး value ကိုသွားပြီးတော့မကြတဲ့နေရာမှာသူ့ရဲ့တန်ဖိုးဘယ်လောက်ရှိလဲဆိုတာတွားပြီးတော့စုံစမ်းပါဒါပေမဲ့တွားပြီးတော့မရောင်းနိုင်ဘူးတဲ့ဟုတ်ပြီအဖို့ကဲကျွန်တော်ကြောက်တုံးပေးကြောက်တုံးလည်းထည့်ပြီးလိုက်တနေရာသွားတော့သူဘာတွေ့လဲဆိုလို့ရှိရင်ဟင်းသီးရဆန်တွေ့တယ်ပြီးတော့ကဲဒီကြောက်တုံးနဲ့ဟင်းသီးရပေါ့နော်ဘယ်လောက်ရလဲလို့နော်လဲမယ်ဆိုလို့ရှိရင်ဝယ်မယ်ဆိုလို့ရှိရင်ဘယ်လောက်တန်ဖိုးရှိလဲလို့မေးလိုက်တော့ orange ဟိုပါပေါ့orangeလိမ်မွန်ကြီးရောက်တဲ့ဒီအမျိုးသမီးတယောက်ကလိမ်မွန်ကြီး12လုံးနဲ့တန်နေတဲ့အေးဟုတ်ပြီဒါမှကျွန်တော်မရောက်ဘူးနောက်တနေ့ရောက်တော့အာလူရောက်တဲ့နော်ဈေးတွေနဲ့တွေ့အာလူရောက်တဲ့သူကဘာပြောလဲကဲဒီ
ကြောက်တုံးတဲ့အာလူနဲ့ဘယ်နဲ့အိတ်နဲ့ရမလဲလို့ဒီလောက်အေးကြီးတိတ်တော့ရမယ်အေးဟုတ်ပြီနောက်တနေရာသွားပြန်ကြောက်မဲ့ရတနာဆိုင်ကိုသူသွားတယ်ပေါ်တော့ကဲဒီဟာဘယ်လောက်ထိတန်ဖိုးရှိမလဲကျွန်တော်အရေးကြီးသူ့ရဲ့တန်ဖိုးဈေးနှုန်းဖြတ်ပေးပါသူကမေးတဲ့အခါကျတော့မီလီယံ50လောက်တန်တယ်ဒါအရင်တန်ဖိုးရှိရဲ့ကြောက်ဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်မရောက်ဘူးပြရတာဘောနော်နောက်တနေရာလဲသွားတော့တကယ်ကြောက်မြတ်တာပြတဲ့နေရာပေါ့နော်တကယ်ဒီဘယ်လိုခေါ်မလဲတကယ်ဆိုင်ကြီးပေါ့နော် quality ကိုအရေးလေးကိုလုံးဝကြောက်ကြောက်နားလေတဲ့ဆိုင်ကြီးကိုသူယူသွားပြီးတော့မှတော့မင်းကြီးတော့ဘယ်လောက်တန်ဖိုးရှိလဲသူတော့မေးတဲ့ခါကျတော့သူကမှန်ပြီးယူနေတေးချတေးစိတ်လို့ကြည့်တဲ့ခါကျတော့ဒီကြောက်ဒီဗရမ ्या အဲ့ဒီကြောက်ကဗရမ ्या တန်ဖိုးဖြစ်လို့မရတာဖြစ်ကဘာကြီးတော့ဝဲလို့ရတယ်အနေထားမှာပေါ့နော်ဒီတန်ဖိုးရှိတယ်ဒါတော့ပုံမြင်လေးလားကျွန်တော်ဒီနေ့ the value what is your value ကျွန်တော်စဉ်းစားမယ်ဆိုလို့ရှိရင်လူအနေနဲ့ value ဆိုတဲ့ဟာတန်ဖိုးဖြစ်တဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုရကိုဘလောက်အသုံးဝင်လဲဘလောက်အသုံးတဲ့ဘယ်နေရာမှာအသုံးချလို့ရတယ်ဘယ်နေရာမှာအသုံးတော်ခံလို့ရတယ်ဆိုတော့နေရာပေါ်မှာပဲကျွန်တော်စဉ်းစားဆုံးဖြတ်တယ်အရေးသွေးလို့ပြောတဲ့အခါမှာရုပ်ချောရင်ချောတယ်လို့ဟုတ်တယ်နော်ရုပ်ရှင်မင်းသားပဲဖြစ်နိုင်တယ်ရုပ်ရှင်မင်းသမီးလည်းဖြစ်နိုင်တယ်ထိုနည်းတူစွာမီလီယံနာတွေလည်းအများကြီးဒါမို့ကွန်ပျူတာပဲ engineering အခုဆိုလို့ရှိရင် AI တအားများတယ်ပေါ့နော်မနေ့ကကျွန်တော်ဖတ်ရတဲ့ AI ဆိုလို့ရှိရင်တရုတ်ကနေပြီးတော့အမေရိကကို2 ဘီလီယံလားမသိဘူးကျွန်တော်မှားနိုင်တယ်ရောင်းဖို့ AI ရဲ့သူတို့ software တွေသူအဲ့ဒါနဲ့တရုတ်ကနေပြီးတော့မရောင်းနဲ့တဲ့အမေရိကကိုပြောတယ်တဲ့ဆိုတော့ software တစ်ခုတော့မှ2 ဘီလီယံ3 ဘီလီယံလို့ကျွန်တော် trade ပေါ့နော်လုပ်လို့ရတဲ့အခြေအနေမျိုးပါလူတယောက်ရဲ့တန်ဖိုးဆိုတာသူရဲ့ကျွမ်းကျင်မှုသူရဲ့နည်းပညာလေးကိုသူတို့ရောင်းဖို့ရတဲ့ဘီလီယံတန်ဖိုးရှိဟုတ်ပြီနော်ဒါတော့ AI ပဲရှိတယ် AI ကအတူတော့တကယ်အတူကျွန်တော်အခုအတူပဲမြင်တယ်သူရဲ့ long form artificial intelligence ဆိုတာအတူလေဘယ်လိုလဲဘာသာပြန်မနော်ဒါပေမဲ့အစစ်မဟုတ်ဘူးဆိုတော့ကျွန်တော်ပြောတာပါဒါကတော့အတန်ဆိုလည်းအတူတူလုပ်တယ်ရုပ်ဆိုလည်းအတူတူလုပ်တယ်နောက်ပိုင်းတော့မသိဘူးပေါ့နော်အခုချိန်ဒီမှာတော့ AI ဆိုတဲ့အသေးတွေကတော့အတူပါအစစ်မဟုတ်ဘူးလို့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြောတာဆိုလို့တဲ့ကောလူတစ်ယောက်ရဲ့တန်ဖိုးဆိုတာဘယ်ပေါ်မှာကျွန်တော်တို့သတ်မှတ်လဲဆိုလို့ရှိရင်ဒီလူဘယ်လောက်လုပ်နိုင်လဲဘယ်လောက်ခိုင်းလို့ရကုမ္ပဏီတစ်ခုမှာကျွန်တော်လုပ်လို့ရတယ်ဆိုတော့ကဲဒီ project ကမင်းလုပ်ကြည့်လိုက်တက်တယ်ဆိုလို့ရှိရင်ဘယ်လောက် project စီးပွားလုပ်မယ်ဆိုရင်စီးပွားနေမယ်ဘယ်လောက်နဲ့ပါဝင်မလဲလုပ်ကြည့်လိုက်နော်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးဘယ်နေရာမှာသုံးတယ်လားသုံးမယ်ဆိုတဲ့ပုံမှာလူရတန်ဖိုးကတော့ရှိပါတယ်ဒါပေမဲ့တမန်ကျမ်းစာတန်ဖိုးကိုကျွန်တော်တို့ကြည့်ရအောင်ကျွန်တော်ဖတ်ချင်တဲ့ကျမ်းပိုက်လေးရတော့โอเคဒီနေရာမှာကျွန်တော်ဖတ်ကြည့်နော်法利赛人的来源，亚的看南安的阿贝卡拉马蒂巴比尼胡没少家人，耶稣个高年南安的，年年都亚奈么地，一亚奈几巴，托亚奈几巴，表示呀亏虚，咱们个亚的看南安的，电脑一台呢，西里胡没有不一。这从 English version 嘛，叫做基本上是 ，it is within you 咯 ，translation 咯的讲话version 是的咯 ，it is in your list 咯来ပြော的 version 是的。အဲ့ဒါဆိုရင်တမန်ကျမ်းစာပဲမှားနေတယ်လားအဲ့လိုကျွန်တော်တို့တစ်ခုစလုံးကျွန်တော်တို့လက်ခံတင်တို့နှလုံးသားထဲမှာရှိတယ်လို့လည်းခံယူလို့ရတင်တို့အနီးပါးမှာခင်ဗျားတို့ရှိတဲ့နေရာမှာရှိတယ်လို့ပြောတာဆိုတော့ကြည့်ကြည့်ရဘုရားသခင်နိုင်ငံတော်ဆိုတာမျက်စိနဲ့ကြည့်လို့မြင်လို့စမ်းသပ်လို့ကြိုင်တွေလို့ရရရဘူးတဲ့နော်ဒီနေ့မှာတည်နေရတာဆိုတော့ကျွန်တော်တို့အနေနဲ့စဉ်းစားကြရဖြစ်တဲ့ဒီနေ့ဟိုကောင်းတဲ့နိုင်ငံတော် the kingdom of heaven the kingdom of God ကျွန်တော်တို့အနည်းငယ်အပုံပုံနဲ့အရန်တော်တဲ့ဆရာတွေဓမ္မဆရာတွေကျွန်တော်တို့သူတို့အနေနဲ့အနက်အိပ်ပဲပြန်လာတာအများရှိအောင်ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောချင်တဲ့အရာကတော့เนาะဒီမှာနောက်တစ်ခုကျွန်တော်ကျမ်းစာဖတ်ကြည့်เนาะရှမဒဲကဝင်ခိုင်စတော်ငယ်44နဲ့49
ကဲဒီအားလဲကျွန်တော်တို့လုပ်ခဲ့တဲ့2019မှာ ICCF အဲ့ဒီ conference မှာကျွန်တော်တို့တချင်းပြိုင်တဲ့နေရာမှာပထမဆုံးရတဲ့ကျွန်တော်တို့နော်ပထမဆုံးရတဲ့အလှည့်မှာကျွန်တော်တို့ဒီဟိုပေါ့တချင်းကိုတို့တီးကုန်းခဲ့တာဖြစ်တယ်တနည်းကတဲ့ကောင်းကင်နိုင်ငံတော်ဒီလေ၌ဝတ်ထားသောဗန္နာနှင့်တူ၏ထိုဗန္နာကိုတွေ့သောသူသည်တဖန်ဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နှင့်လာသွားပြီးလျှင်တဲ့ရတတ်သမျှကိုရောင်း၍ထိုလေကိုဝယ်တတ်၏တနည်းကတဲ့ parable တွေများတယ်နော်ဒါယေရှုပြောတာကောင်းကင်နိုင်ငံတော်သည်မြတ်သောပလဲတို့ကိုရှာသောကုန်သည်နှင့်တူ၏ထိုကုန်သည်သည်အလွန်အဖိုးထိုက်သောပလဲကိုတွေ့သောအခါသွား၍မိမိ၌ရတတ်သမျှကိုရောင်းပြီးလျှင်ထိုပလဲကိုဝယ်လေ၏တနည်းကကောင်းကင်နိုင်ငံတော်သည်ပင်လယ်၌ချ၍အမျိုးမျိုးသောငါတို့ကိုအုပ်မိသောပိုက်ကုန်နှင့်တူ၏ငါနှင့်အပြည့်ရှိသောအခါတန်ဃာတွေတို့သည်ကုန်းပေါ်သို့ဆွဲနေ၍နော်ထိုင်နဲ့ကောင်းသောငါကိုမြင်းချင်းတဲ့သို့ရွေးချယ်ထည့်ထား၍မကောင်းသောငါကိုပြင်လို့ပြစ်လိုက်ပြီနော်ဖတ်တော်တဲ့ကျမ်းမှာဖျားရှင်ကောင်းကြီးပေးပါစေဒီ parable မှာဒါမလုံလောက်သေးဘူးခရစ်ဝင်ကျမ်း၄ကျမ်းထဲမှာ master seed လို့ခေါ်တဲ့ဟာမုံရင်းစည်းနဲ့လည်းပြတာရှိသေးတယ်နောက်တစ်ခါတစီးနဲ့ပေါ့နော် yeast နဲ့လည်းအပုံဥပမာဘုရားယေရှုအပေးထားတာရှိတယ်နောက်တစ်ခုပြောရမယ်ဆို wedding banquet လို့ခေါ်တဲ့ဒီတို့သာလူလင်ပြောမှာကျွန်တော်မြန်မာလိုအဲ့ဒီဟာလေးရှိသေးတယ်ပြီးတော့ the 10 virgins နော်မြန်မာလိုပြောပြရမယ် the 10 virgins လည်းရှိသေးတယ်နော်ဒီလိမ္မာတဲ့သူတို့သမီး9ယောက်နဲ့မိုက်မဲတော့သူတို့သမီး9ယောက်ဆိုရတာလေသူတို့နည်းနည်းရှိသေးတယ်အဲ့ဒါကျွန်တော်သိသလောက်ပါနော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အကောင်းဆုံးသောအရာအခုနပုံမြင်လေးထဲမှာရှိတဲ့ကောင်းလေးကဘဝရဲ့အတိတ်ဘဝရဲ့တတ်ဖို့ဆိုတာသူကမေးဖို့ထုတ်ပုံမြင်သဘောရောက်ဆိုအရန်တော်တယ်ပြောမှာပေါ့နော်စဉ်းစားမြန်တွတ်တယ်ထက်တယ်ခင်မြန်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒီအသက်အရွယ်မှာစဉ်းစားနိုင်တဲ့ကလေးနော်ဒါမဲ့ကျွန်တော်ကြီးကျမ်းပိုင်ထဲမှာကောင်းကင်နိုင်ငံတော် the kingdom of God ပဲဖြစ်ဖြစ်မနော်အတိတ်ကအကောင်းဆုံးသောအရာကိုကောင်းပြီဆိုတဲ့အရာထက်ကောင်းတယ်ဆိုတဲ့အရာကိုညွှန်ပြတယ်ကဲပလဲတွေးတွေကကုန်တယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့အလုပ်မျိုးမျိုးကျွန်တော်တို့လုပ်ကြကြတယ်ကိုယ်အလုပ်နဲ့ကိုယ်စီကုန်တယ်ကကုန်တယ်ပြဟုတ်ပြီနော်ပြီးတော့လဲထဲမှာလုပ်နေတဲ့လူကလည်းလဲထဲမှာပြောက်သူ့ရဲ့အန္တာရှိတဲ့နေရာသူတို့ဒီဟာကောင်းကင်နိုင်ငံတော်ရဲ့ဒီ the kingdom of God ကိုတွေ့တဲ့အခါမှာဒီဟာထက်ကောင်းတဲ့အရာမရှိတော့ဘူးလို့သတ်မှတ်နိုင်တဲ့အတွက်သူတို့မှာရှိသမျှအရာအလုံးကိုရောင်းပြီးတော့ဝယ်လိုက်တယ်အဲ့ဒီလေတော့ကျွန်တော်စဉ်းစားကြည့်နော်ရှိသမျှသောအရာသူတို့အတွက်ကဒီဟာထက်ကောင်းတယ်ဒီဟာထက်တော်တယ်ဆိုတာမရှိတော့ဘူးဒါပေမဲ့ကျွန်တော်တို့ဘဝတွေမှာတော့ဒီထက်ကောင်းတဲ့အရာအများကြီးရှိတယ်Elon Musk ဒီတမက trillion ဖြစ်ဖို့သူစူးစမ်းနေတယ်တချို့သူတွေကလည်း trillion ဖြစ်နိုင်တယ်ပေါ့နော် trillion ကတော့ billion တစ်ထောင်ပြောတာပေါ့အခု billion သူရှိတာ200နဲ့300ဝန်းကျင်ကျွန်တော်သိရသလားထပ်ပြီးတော့သူကလိုချင်တယ်ကျွန်တော်တို့လည်းအိမ်တစ်လုံးရရင်နောက်တစ်လုံးထပ်လိုချင်တယ်နောက်တစ်လုံးထပ်လိုချင်တယ်အိမ်တိတ်မကောင်းဘူးဆိုရင်အခု town house မှာအပါမမှာနေတဲ့လူက town house လိုချင်တယ်ထောင်းနေတဲ့သူက single house လိုချင်တယ် single house လိုချင်တဲ့လူကပို့ပြီးတော့တာပိုးကြီးတဲ့ house လိုချင်တယ်ဟုတ်ပြီလားဘာနိုင်ရတစ်ခုပြီးတစ်ခုပို့လိုချင်တဲ့ဟာရှိတယ်ဒါပေမဲ့ကျွန်တော်ခေါင်းထဲမှာစဉ်းစားမှာဒီကဲ့သို့သောပုဂ္ဂိုလ်ယေရှုဟာဒါကပြတဲ့အခါရန်လေးတွေရှိတယ်နော်ဒီဟာထက်ကောင်းတဲ့အရာမရှိတော့ပါဘူးလို့သူတို့သတ်မှတ်နိုင်လို့ရှိသမျှအရာအလုံးကိုရောင်းပြီးတော့အဲ့ဒီမြေကွက်ကိုဝယ်လိုက်ငါလုံလောက်ပြီတဲ့ကျွန်တော်တို့ငါလုံလောက်ပြီဆိုတဲ့ຢာများရှိလားတဲ့စဉ်းစားကြည့်ရအောင်နော်တန်ဖိုးအကြီးဆုံးသောအရာအခုနကလေးလေးအတွက်ကတော့ပုံပြင်ရအဲ့ဒီဗံရ priceless ပေါ့နော်ဗ
priceless တန်ဖိုးဖြတ်လို့မရတဲ့ညာ uncountable amount of money လို့ပြောရတယ်ဒါမဲ့ကျွန်တော်တို့ဝိညာဉ်ရေးရတဲ့ယေရှုသခင်ယေရှုကကျွန်တော်သင်ပေးရပါများဖြစ်မလဲစဉ်းစားကြအောင်ကျွန်တော်တို့တည်တည်ချင်းရတယ်လို့ပြောတယ်ဟုတ်ပြီနော်သခင်ယေရှုကျွန်တော်တို့အမြဲတမ်းအတူပါရှိတယ်လို့ပြောတယ်ဒါမဲ့ကျွန်တော်တို့မှာလိုအပ်ချက်တွေရှိတယ်လိုအပ်ချက်တွေမရှိရဘူးလို့ကျွန်တော်ဘလို့မှပြောလို့မရဘူးလောကမှာတက်ရှင်နေတာဖြစ်တဲ့အတွက်ဒါပေမဲ့ကျွန်တော်ဖြစ်စေခြင်းနဲ့ရာပါလေဒီထက်ကောင်းတဲ့ရာမရှိတော့ပါဘူးဆိုတာကိုကျွန်တော်တို့လက်ခံတယ်ကျွန်တော်ကိုယ်တိုင်လည်းလက်ခံတယ်လို့ကျွန်တော်ဒီနေ့ဝေငှချင်တယ် there is no other things are better than this ဆိုရဟုတ်ပြီနော်အဲ့ဒီနေရာရောက်သွားလို့ကတော့ကျွန်တော်တို့တကယ်ပျော်ရွှင်ခြင်းဆိုတာလိုလိုလားမယ်ငြိမ်သက်ခြင်းဆိုတာလည်းလိုလိုလားမယ်ဟုတ်ပြီနော်ပျော်ရွှင်ခြင်းငြိမ်သက်ခြင်းjoyful alive ပေါ့နော်အမြဲပျော်ရွှင်နေတဲ့သက်တာရှိတယ်ဒါပေမဲ့ကျွန်တော်ခရိယန်တွေတော်တော်များများခရိယန်တွေပဲနော်စိတ်ကြပြီးတော့ကျွန်တော်တို့ကိုယ့်အကူတတ်တည်တဲ့လူတွေလည်းများတယ်ဘာဖြစ်လို့လဲစစ်မှန်တဲ့သခင်ယေရှုခရစ်ကိုကျွန်တော်တကယ်ရတယ် the kingdom of God ဆိုတာကျွန်တော်တို့တကယ်နားလည်လားဆိုတာဘာလို့ကျွန်တော်တို့လိုချင်တဲ့အရာတွေများတဲ့အခါမှာအဲ့ဒီလိုချင်တဲ့အရာတွေရဲ့အထက်မှာယေရှုရှိတယ်ဆိုတဲ့ဟာနော်လက်မခံနိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘောတော်သားဘောလွဲလွယ်လေးဘာလို့လောကဤပညာနဲ့ကြည့်မယ်ဆိုလို့ရှိရင်တစ်ခုပြီးတစ်ခုတိုးတက်နေတယ်တထေးဖြစ်နေဆိုလဲထေးပါနောက်ထပ်ထပ်ထေးခြင်းနေတယ်ဟုတ်ပြီနော်တနာယူဒေါ်လာ20ရ23လိုချင်တယ်50လိုချင်တယ်တနာယူ100လိုချင်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အဆုံးကယေရှုဖြစ်တယ်ဆိုရင်ခမည်းတရားတွေကအဓိကဘုတာမရဘူးဖြစ်ပါတယ်ဟုတ်ပြီနော်အဓိကကြားရတာသခင်ယေရှုပဲဆိုရက်ဟာကိုခုနပြီးပုဂ္ဂိုလ်3ယောက်ကိုလက်ခံနိုင်တယ်ဆိုလို့ရှိရင်ဟုတ်တယ်နော်ဒီအထက်ကောင်းတဲ့အမရှိတော့ပါဘူးဆိုရက်အတွေးနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်ရှေ့ဆက်သွားမယ်ဆိုကြံတဲ့အရာတွေအားလုံးမလိုအပ်ဘူးလို့ကျွန်တော်မပြောရဘူးလိုအပ်ပါတယ်အဝတ်စားလိုအပ်တယ်အစားအသောက်လိုအပ်တယ်ဟုတ်တယ်နော်ကားလိုအပ်တယ်အိမ်လိုအပ်တယ်ဒီအရာတွေကတာမညလို့ဖြစ်သွားတယ်ဆိုတာကျွန်တော်ပြောချင်တယ် primary မဟုတ်တော့ secondary တွေဖြစ်သွားတယ် tertiary တွေဖြစ်သွားတယ်တတိယအဆင့်ဟုတ်ပြီနော်သရုပ်ထအဆင့်ဒါပေမဲ့ဒီမှာဘာဖြစ်လို့ယေရှုကဒီလိုအဓိကပြောရလဲဆိုလို့မင်းတို့တွေနားလည်နိုင်ဖို့ဟာတာရကနဲ့ပြောရတယ်တာရကမပါရင်ကျွန်တော်တို့တွေကနားမလည်နိုင်တော့ကောင်းတဲ့နိုင်ငံတော်ဆိုဘာလဲဆိုဘယ်သူမှမရောက်ဘူးလေနော်ဘလောက်ကောင်းတဲ့ကျွမ်းကျင်တဲ့ဆရာပဲတရားဟောကောင်းကင်ဘုံမရောက်နိုင်တဲ့သူကမသိနိုင်ဘူးလေနော်ကျွန်တော်သိတာအိုခြင်းနာခြင်းတေးခြင်းမရှိတော့ဘူးငိုကြွေးခြင်းမရှိတော့ဘူးဆိုတာပဲကျွန်တော်အဲ့လောက်ပဲသိတာလေဒါပေမဲ့ဘလောက်ပြောရှင်တာကောင်းတယ်ဆိုမသိဘူးဒါပေမဲ့လောကမှာရှိတဲ့နေရာမှာလည်းယေရှုကတင်ပေးလိုက်တဲ့အခါမှာကျွန်တော်တကယ်လို့တရားမှာတရားလက်ခံနိုင်တယ်ဆိုလို့ရှိရင်အရာခံနိုင်ရှိရတယ်နော်ဝန်နေခြင်းမရှိဘူးလို့ကျွန်တော်မပြောဘူးဒါပေမဲ့ဝန်နေခြင်းကိုကျွန်တော်တို့နိုင်ရမယ်ကြော်သွားနိုင်ရမယ်ခက်ခဲခြင်းကိုလည်းတကယ်ယေရှုရဲ့ပါဝါတကိုးတော်အဖြစ်ကျွန်တော်ကြော်သွားနိုင်ရမယ်မကြော်သွားနိုင်သေးဘူးဆိုရင်တော့လည်းမလွယ်ဘူးပေါ့နော်ဒါဘာလို့တကယ်ယေရှုနဲ့တရားမှာတရားဘလောက်ထိကိုကလက်ခံယူကြည့်ရဆိုတဲ့ပုံမှာလည်းမူတည်တယ်ပေါ့အဲ့လိုပြောခြင်းဖြင့်အခုလူတယောက်လာလို့ကျွန်တော်တန်းတန်းနဲ့ပြစ်မယ်ဆိုကျွန်တော်တိမ်မှာတော့ကြောက်တယ်ဒါပေမဲ့ကျွန်တော်ဆိုလိုက်တော့ဒီဘဝထက်အရေးကြီးတဲ့ဟာကတခင်ယေရှုနဲ့တည်ခြင်းတွေ့ခြင်းနော်ကြည်ခြင်းတခါလေကြောက်လို့ကျွန်တော်တို့ဘလောက်တိတန်မိုးရှိတယ်ဆိုတော့ကိုယ့်ကိုနားမလဲကြဘူးဤစัจ java လာတစ်ခုလုံးကိုပိုင်တအုပ်ဆိုးပေမဲ့မင်းအသက်ဝိညာဉ်ဆုံးရှုံးနေအဘယ်အကျိုးရှိတယ်ကျွန်တော်ကကျွန်တော်မဖတ်တော့ဒီကဘာတစ်ခုလုံးတော့မပြောပိုင်တအုပ်ဆိုးပေမဲ့တင်းအသက်ဝိညာဉ်ဆုံးရှုံးနေ what gain do you have ဘယ်အကျိုးရှိတယ်တခါလေကြောက်လို့ကျွန်တော်ကလိုချင်တာပဲသိတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လူတွေတတ်မှတ်တဲ့အရေးချင်းမဟုတ်ဘူးเนาะကျွန်တော်ခုပြန်ပြောမယ်လူတွေတတ်မှတ်တဲ့အရေးချင်းကခမရပညာရေးပေါ်ဖြစ်နိုင်တယ်ခမရရဲ့ရုပ်ရည်ဖြောက်တာဖြစ်နိုင်တယ်မင်းသားမင်းသမီးတွေဆိုအခုနပြောသလိုအတန်အရန်တော်ခြင်းတဲ့သူဖြစ်ခြင်းတဲ့သူလည်းရှိနိုင်တယ်ဖြစ်နေတဲ့သူတွေကလည်းဒီထက်မကအတန်ကောင်းခြင်းတဲ့သူရှိမှာပဲအရေးချင်းပေါ်မှာအခြေခံဒါပေမဲ့တခင်ယေရှုကကျွန်တော်တို့ဘယ်လိုမြင်လဲဆိုတာအဲ့ဒါကိုကျွန်တော်သိစေချင်တယ်
တန်ဖိုးမဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ဝိညာဉ်ကျွန်တော်တို့မှာပိုင်ဆိုင်ထားတယ်ဆိုတာကျွန်တော်သိတယ်ဆိုလို့ရှိရင်လောကမှာရှိတဲ့အရာအားလုံးကတာပညာဖြစ်သွားတယ်လက်ခံနိုင်လားမသိဘူးနော်ကျွန်တော်အဲ့လိုပဲခံစားတယ်ရှိသမျှအရာအားလုံးဟာတာမညာဖြစ်သွားတယ်တခင်ယေရှုကိုကျွန်တော်တို့ထိတ်တန်းတင်ပြီးတော့အထက်ဆုံးသောအရာနော်လို့ကျွန်တော်တို့မြင်နိုင်တယ်လက်ခံနိုင်တယ်ဆိုရင်ကျွန်တော်တို့ပြဿနာမကြုံတွေ့ရဘူးလို့ကျွန်တော်မပြောရဘူးယေရှုကလည်းဘယ်တော့မှမင်းကတရားမတရားလက်ခံပြီးရင်ပြဿနာမရှိဘူးလို့ရှိမှာမဟုတ်ဘူးလို့ယေရှုပြောတာကျွန်တော်မသိဘူးဒါပေမဲ့ကျမ်းစာထဲမှာပါတာတော့ဤအရာအလုံးကို you can overcome all your obstacles and all your problems over ကျွန်တော်တို့က we are overcomers နော်ကြော်လွှားနိုင်တဲ့သူတွေနော်အောင်မြင်နိုင်တဲ့သူတွေကျွန်တော်တို့ဖြစ်ရမယ်လို့ဒါပြောတာမခံနိုင်တဲ့စုံစမ်းနှောက်ယှက်ခြင်းကိုတင်လို့ငါမပေးဆိုရင်ကျမ်းပိုင်းရှိပြန်ရောဆိုတော့ကျွန်တော်တို့မှာခံနိုင်ရှိဖို့ရည်ကြီးတယ်အဲ့ဒီခံနိုင်ရှိဖို့ကငါရဲ့တဘောဘယ်လောက်ရှိရဲဆိုတာလဲကျွန်တော်စဉ်းစားဖို့လိုတယ်အပူမဖြတ်နိုင်တဲ့အရာတော့လောကပတ်စံတယ်လောကရဲ့ဤပညာလောကရဲ့ဤယာမှာလောကရဲ့ဤပညာနဲ့တန်ဖိုးဖြတ်လို့မရတဲ့သူတွေကျွန်တော်တို့ဖြစ်တယ်နော်ယေရှုကိုကတရားမှာတရားလက်ခံတဲ့သူတွေအတွက်ကျွန်တော်ပြောနေတာလက်မခံသေးတော့ဒါလည်းကျွန်တော်မသိဘူးကျွန်တော်ရဲ့ value ကတော့အယံတန်ဖိုးရှိတယ်တွက်လို့မရတဲ့တန်ဖိုးကျွန်တော်မှရှိတယ်လို့ကျွန်တော်ခံနေတယ်ဘာကြောင့်လဲကျွန်တော်အရေးချင်းမဟုတ်ဘူးလူတွေမြင်တဲ့အရေးချင်းကြောင့်မဟုတ်ဘူးလူတွေပြောနေတဲ့တော်လို့တက်လို့ဆိုတာကြောင့်မဟုတ်ဘူးဘာဖြစ်လို့လဲဘုရားသခင်တခင်ယေရှုရဲ့တာဖြစ်ရတဲ့ကျွန်တော်ပေးတဲ့အတွက်အရာအလုံးကျွန်တော်မအောင်မြင်လဲလောကကြီးမှာမပိုင်ဆိုင်နိုင်လဲမီလီယံဟောက်စ်မှာမနေနိုင်လဲအဲ့ဒီဟာတွေကတာမညာဖြစ်တယ်လို့ကျွန်တော်မြင်တယ်ခမည်းတော်လည်းကျွန်တော်မြင်စေခြင်းခံယူစေခြင်းနဲ့တခင်ယေရှုလက်ခံတဲ့အခါပါနော်အဲ့ဒါအဓိကတော့ချက်ဖြစ်ပါတယ်လို့ကျွန်တော်လည်းဒီနေ့ပြောချင်တယ်ဆိုတော့တခြားသောပုံဥပမာတွေယေရှုကပြဒီဟာအရန်အရေးကြီးရဲ့ကဲ within you လို့ပြောတဲ့အတွက် within you ဆိုတာကျွန်တော်လုံးသားထဲမှာရှိရတယ်အဲ့ဒီခံယူချက်ပဲအိုးအရာအလုံးတာမညာပါလားမနေ့တနေ့ကနော် accident ဖြစ်တဲ့လူလည်းရှိတယ်အိုးတွေးလိုက်လို့ရှိရင်ငါရဲ့ soul တန်ဖိုးရှိဆုံးသောအရာနော်အဖို့မဖြတ်နိုင်တဲ့အရာဘုရားသခင်ကကျွန်တော်ရဲ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ် soul ပဲဖြစ်ဖြစ်ကျွန်တော်ဘုရားသခင်က save လုပ်တယ်။ Oh thank you Lord Jesus ကျွန်တော်အဲ့လိုပဲမြင်တာနော်ကျွန်တော်လည်းမကြိုနိုင်ဘူးလို့ကျွန်တော်မပြောနိုင်အဲ့ဒီအတွေ့အဲ့ဒီကောင်းတဲ့အမြင်ကျွန်တော်တို့မှာရှိထားဖို့တော့ပါတယ်ထိုနည်းတူစွာတခြားပြဿနာတွေလည်းကျွန်တော်ခက်ခဲကြုံတွေ့နေရမှာပဲအသင်းတော်မှာအခုပြတ်နေတဲ့တဲ့လေးပေါ့နော်ကြုံတွေ့နေရမှာပဲဘာဖြစ်မလဲမနေ့ဖြန်မသိဒါပေမဲ့ကျွန်တော်တို့သခင်ယေရှုဘုရားသခင်ရဲ့တာတကယ်စစ်မှန်တဲ့အားဆိုလို့ရှိရင်ခံနိုင်ရှိရနော်သူများတွေတတ်မှတ်ထားတဲ့အရေးချင်းလောက်တဲ့ပေါ့ကိုလုံးဝ value မလုပ်ပါဘူးသူများတွေတတ်မှတ်တဲ့ level နဲ့မသွားပါဘူးအဲ့ဒီ level နဲ့သွားရင်လေခင်ဗျားတခါအဲ့ဒီအရေးချင်းမရတော့ဘူးဆိုခင်ဗျားစိတ်ဟောဖြစ်သွားလိမ့်မယ်စိတ်တကြသွားလိမ့်မယ်တခင်ယေရှုကျွန်တော်တို့ပေးထားတဲ့အရေးချင်းအရေးသွေးတတ်မှတ်ထားတာနဲ့သွားရင်တန်ဖိုးမဖြစ်နိုင်တဲ့ပုဂ္ဂိုလ်တော့ယုံကြည်သူတာအားလုံးဖြစ်ဖို့ကျွန်တော်တို့တန်မှာရည်ကြည်တယ်ကဲနောက်တစ်ခုက in your midst လို့ပြောရတဲ့ဒီအထဲမှာရှိနေတယ်ဆိုတော့နှလုံးသားထဲမှာတစ်ခု translation လုပ်တာရှိတယ်လို့မင်းတို့တွေကြားမှာပေါ့နော် in your midst ဆိုတာမင်းတို့တွေထဲမှာလို့ပြောလို့ကဲဘယ်လိုရှိနိုင်မလဲကျွန်တော်မနေ့ကအနည်းငယ်တော့ပြောပြသွားတယ်တကယ်တမ်းသာစစ်မှန်တဲ့ယုံကြည်သူယုံကြည်သားတွေကျွန်တော်တို့အသေးကိုတင်တာတရားမှာတရားလုံးကျွတ်တာပေါ့နော်ဘုရားသခင်သားသမီးတွေစစ်မှန်ပြီးတော့နော်ဘုရားတွေကိုတကယ်ချစ်ကြောက်ယူတဲ့သူတွေအားလုံးသာဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်မနေ့ကနေပြောပါတယ်ဒီနေ့နောက်မှာရှိနေတဲ့သူတွေယုံကြည်သူတွေပဲဖြစ်ဖြစ်မယုံကြည်သူတွေပဲဖြစ်ဖြစ်နော်ပြောင်းရွှေ့လာကြမှာအမှန်ပဲဘာဖြစ်လို့လဲအိုးဒီနေ့မှာခွန်အားငါရလိုက်တာကဲကြည့်လေခရုစိတ်လုပ်နေတဲ့ဆရာတွေနော်လေးစားပါတယ်ရစမှန်တဲ့ခရုစိတ်လုပ်တဲ့သူတွေအများကြီးရှိတယ်ကျွန်တော်လေးစားတယ်သူတို့ကြောင့်ပြောင်းလဲတဲ့သူတွေအများကြီးရှိတယ်ပါစတာတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့အခုချင်းနေကြောင်းပဲပြောအောင်နော်
တနေရာနေတနေရာပြောင်းရွှေ့သွားတဲ့အချိန်မှာမေးကြည့်လိုက်နားဆွေးကြည့်လိုက်နားထောင်ကြည့်လိုက်သူတို့အတန်းပါတယ်ပိုကောင်းတဲ့အလုပ်ပို့ပြီးတော့အဆင်ပြေတဲ့နေရာရောက်သွားဖို့သူတို့သွားတာမပြောင်းရဘူးလို့ကျွန်တော်မပြောခွင့်မရှိသူတို့အခြေအနေနဲ့သူတို့ဒါပေမဲ့သူတို့မေးကြည့်လိုက်အဓိကတော့ကျွန်တော်တို့ယုံကြည်သူ all believers right ကျွန်တော်အားလုံး believers တွေကဘာဖြစ်တဲ့လဲဆိုလို့ရှိရင်ဖယားသခင်ကိုဥထိတ်ထားပြီးတော့เนาะဖယားသခင်ရဲ့ဝိညာဉ်နဲ့ပြေဝနေတဲ့အသင်းတော်တွေကိုကျွန်တော်တို့ရှာမှာဒါပေမဲ့ကျွန်တော်တို့ရှာနေတာအဲ့ဒီအတက်ဘာရှာတာများလဲဆိုတော့ပို့ပြီးတော့ကောင်းတဲ့နေကြီးစီးပွားရေးပို့ပြီးတော့အစီအပြေမဲ့နေတာရှီကာဂိုမင်းတို့လူတွေကတကယ်ခေါင်းမာတဲ့သူတွေလို့ပြောတဲ့သူတွေရှိပါတယ်ဒါပေမဲ့ဖယားသခင်အလိုတော်ရှိလို့ဒီနေ့ထိတိုင်အောင်เนาะအသင်းတော်ရဲ့အကျွေးလေးကျွန်တော်တို့ပေးလို့ကုန်တာနီးနေဒီအချိန်ထိဖယားသခင်အလိုတော်ရှိလို့ကျွန်တော်ဒီမှာမြဲနေတာတော့ခက်ခဲလားခက်ခဲမယ်ကျွန်တော်လည်းခက်ခဲတာပဲကုန်ကုန်ပြောရင်ကျွန်တော်ဒေါ်လာ30လောက်နဲ့ဟိုလာနဲ့ဟိုရှိလာနဲ့တော့တဲ့အချိန်ရှိတယ်ကျွန်တော်မလိမ်ဘူး God knows အိုးဒီဗီထုတ်လိုက်တော့ငါသွားပါပြီ minus ပြတော့မယ် backgraphy ကျွန်တော်ပေးရတော့မယ်ဆိုတော့အချိန်ကျွန်တော်မှရှိကျွန်တော်လည်းမပြောဘူးရရှိမှဘူးပြောနေတာခင်ဗျားတို့မှလည်းထိုးဒီပူစာကျွန်တော်လိုဖြစ်ချင်မှဖြစ်မယ်ပေါ့နော်ဒါပေမဲ့ကြုံတွေ့ရတယ်ကျွန်တော်လည်းနှစ်ယောက်လုံးလုပ်ပေမဲ့ဖြစ်တာပဲကြုံတွေ့ရတာပဲခက်ခဲခြင်းဆိုတာကျွန်တော်ပြောတာဒါပေမဲ့ဒီအခက်ခဲတွေဟာယေရှုအတွက်တကယ်တမ်းကျွန်တော်လုံသားထဲမှာကျွန်တော်တို့အားလုံးထဲမှာမြင်တွေ့နေရတယ်ခက်တွေ့နော်မြင်နေရတဲ့အရာတွေကျွန်တော်တို့အားကိုးမယ်ဆိုရင်တော့ယေရှုတော်ကကျွန်တော်ပါစတာလို့ပြောရတယ် nothing is hard for God is there anything too hard for God ဆိုတာလေခက်ခဲအရန်ခက်ခဲတဲ့ຢာမရှိဘူးလေယေရှုတော်ကတခုတော့ရှိတာပေါ့ကျွန်တော်တို့အားလုံးကတာဝန်ရှိပုဂ္ဂိုလ်တွေဖြစ်တယ်ကျွန်တော်တို့သားသမီးတွေအတွက်လည်းဖြစ်တယ်အိမ်ဒီနာချင်းတကယ်ချင်းတွေအတွက်လည်းဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်ပြီးပါတယ်လေတခင်ယေရှုကိုတကယ်ကျွန်တော်ဟာကျမဟာတန်ဖိုးမဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုတဲ့ဟာလက်ခံနိုင်မှအဲ့ဒါကိုကျွန်တော်တို့မစဉ်းစားမိဘူးဆိုလို့ရှိရင်အိုးငါပညာမတတ်ပါဘူးငါဒါလည်းမလုပ်တတ်ဘူးလို့ negative ကြီးပဲတွေးနေလို့ရှိရင်ခင်ဗျာစိတ်လက်ကြလို့ပဲဖြစ်တယ်ဒါပေမဲ့စဉ်းစားမှာအိုးယေရှုကကျွန်တော်တို့ဒီလောက်ထိချစ်တာကျွန်တော်ဘုရားရဲ့သားသမီးဖြစ်တဲ့အတွက်ဒီပြဿနာဖြေရှင်းနိုင်တဲ့နည်းလမ်းတွေအများကြီးရှိနေတယ်နော်စောစောဆူတောင်းတော့အရန်ကောင်းတယ်ကျွန်တော်ကောင်းတယ်မှရှိကြတာဝန်ရှိပုဂ္ဂိုလ်တွေလူတယောက်ကဒီတာဝန်မထမ်းနိုင်ဘူးဆိုရင်အခြားသောသူတယောက်ကိုကဲငါ့ကိုပြီးပါဦးအဲ့ဒါမှယုံကြည်သားတွေရဲ့အလုပ်တွေကဲဒါလည်းစင်မပြေလို့ကျွန်တော်ကိုဒါလည်းလုပ်ပေးပါဦးအခုတာဝန်ရှိအဲ့ဒါကျွန်တော်တို့မိသားစုတစ်ခွဲအသက်ရှင်အဲ့ဒါအများကြီးကြီးပါတယ်ဆိုတော့ဒီလိုမျိုးပြဿနာခက်ခဲတွေကြုံတွေ့နေရတဲ့အခါမှာတခါလေကြားလို့ရှိရင်ငါတခြားမြို့မှာနေလိုက်ဒီလောက်ဖြစ်ချင်မှဖြစ်မယ်တခြားမြို့တွေလည်းဖြစ်တဲ့နေရာတွေရှိတယ်မယုံမရှိနဲ့အဓိကဘုရားသခင်ခမည်းတော်ကျွန်တော်တို့နေတဲ့နေရာကောင်းချီးပေးဖို့အရေးကြီးတယ်ဟုတ်ပြီနော်ခမည်းအိမ်မှာကောင်းချီးမင်္ဂလာရရင်ဟိုးတခါကျွန်တော်တရားဟောခဲ့ပြီးဂျိုးဆက်ရောတိုက်ရတတ်တာသူရှိတဲ့နေရာတိုင်းကိုင်နဲ့ထိတွေ့တဲ့ຢာတိုင်းကောင်းချီးမင်္ဂလာဖြစ်တယ်မကြားလို့ရှိတယ်ကြားပါပြီကျွန်တော်ဟောခဲ့တာ wherever he went whatever he touched အဲ့လိုကြီးတာကျွန်တော်တို့ပြန်ကြည့်အဲ့လိုကြီးကောင်းကြီးပြီးလို့ရတယ်ပြီးမပြီးတော့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းဘုရားသခင်ဘယ်လောက်ထိချင်းကပ်တယ်လဲဆိုတာဘုရားသခင်ဘယ်လောက်ထိအားကိုးတယ်လဲဘုရားသခင်ဘယ်လောက်ထိကိုးစားတယ်လဲဆိုတဲ့အပေါ်မှာလည်းအများကြီးချင်းခံတယ်ပေါ့နော်ဒါရောတက်တော့အကုန်လုံးဖြစ်နိုင်တယ်လို့ကျွန်တော်လည်းဟောကိမထုတ်နိုင်ပါဘူးဒါပေမဲ့ဖြစ်နိုင်တယ်ဘုရားရဲ့သားသမီးစစ်မှန်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုံနိုင်တဲ့အရာအောင်မြင်နိုင်တဲ့အရာတွေဖြစ်ပါတယ်ကျွန်တော်တကယ်တမ်းအားပေးခြင်းခွန်အားနဲ့ပြေဝတဲ့သူတွေဖြစ်ဖို့เนาะဆိုတော့ဘယ်သူပြောနိုင်မလဲနောက်ပိုင်းကြလို့ရှိရင်ကျွန်တော်မနေ့ကပြောတာပြန်ပြောဆိုလို့ရှိရင်ဒီဒီနားမှာရှိနေတဲ့သူတွေဒီတင်းတော့နောက် revival ရတယ်လို့သာသူတို့သိခဲ့ကျွန်တော်ချင်းတွေရောဗမာတွေရောလာကောင်းလာလိမ့်မယ်ပေါ့စိတ်ကူးရင်ကြည့်ကြဆိုတော့ရှေ့ဆက်အနာဂတ်မှာကျွန်တော်တို့မိဘတွေတာဝန်ရှိတယ်ကျွန်တော်လူငယ်တွေတာဝန်ရှိတယ်သားသမီးတွေတာဝန်ရှိတယ်နော်ရှေ့ဆက်အနာဂတ်မှာတောင်ထိပ်မှာတည်နေတဲ့မြို့ကဲ့သို့
အလင်းကိုလင်းနိုင်ဖို့ရအတွက်စားခဲ့တော့ကျွန်တော်တို့ရဲ့ငံနဲ့အရာလာကိုသူများတွေသိနိုင်ဖို့ဆိုတာအဲ့ဒါအရေးကြီးတယ်အရေးကြီးဆုံးကအရေးကြီးတဲ့အများကြီးပဲဒါပေမဲ့အရေးကြီးဆုံးကကျွန်တော်ဟာကျမဟာတန်ဖိုးမဖြတ်နိုင်တဲ့เนาะဈေးလုံးနဲ့တတ်မှတ်ခြင်းခံရတယ်ယေရှုရှိမှာလူတွေရှိဖို့ဘူးเนาะလူတွေရှိလို့ကျွန်တော်ကန်ထုတ်ပါတော့ဟာလည်းတော့ပြောတယ်ကန်ထုတ်ခံမှာတွန်းချင်းခံရမှာမင်းထက်တော်တဲ့လူတွေအများကြီးမင်းထက်ရုပ်ချောတဲ့ရက်ရှည်တဲ့လူအများကြီးမင်းထက်ပြောနိုင်တဲ့လူတွေအများကြီးလူရည်ချင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတာပါကာမောင်တက်တဲ့ဆိုမင်းနဲ့တော်တဲ့လူတွေအများကြီးဒါပေမဲ့ကျွန်တော်ခုပြောနေတာဝိညာဉ်မျက်စိနဲ့ကိုဟာဘာလို့လဲ what is the value of life how much are you worth လို့ပြောလို့ရှိရင်အဲ့ဒါအရင်ကြီးကြည့်တယ်ခန္ဓာကိုယ်လို့ပြောတဲ့အခါမှာကျွန်တော်သိသွားရင်လူတစ်ယောက်ကတရားဟောဖို့တာ$3နဲ့ပြား50တဲ့အဲ့ဒါဘာအတွက်လဲမြေဩဇာတဲ့ဒါပေမဲ့ကျွန်တော်ရဲ့ဝိညာဉ်ဆိုးလာတော့ဘယ်လောက်ထိတန်ဖိုးရှိလဲ priceless တန်ဖိုးဖြစ်လို့မရတယ်တန်ဖိုးဖြစ်လို့မရတယ်ကျွန်တော်တို့အဲ့လိုယုံနေယေရှုကျွန်တော်လောက်ကြည့်ကြတယ်ဆိုတော့ယေရှုသားဖြစ်ပြီးအားလုံးဆိုတာကျွန်တော်ရဲ့တန်ဖိုးဟာလူတွေသတ်မှတ်တာတော့ရှိပါတယ်လောကမှာကျွန်တော်နေတာဖြစ်တယ်လူရည်ချင်းလူဘယ်လောက်တတ်တယ်ဆိုတာလူတွေရဲ့တတ်မှတ်ထားတဲ့စံမှာကျွန်တော်တို့စံနှုန်းနဲ့ကျွန်တော်တို့သွားနေတာဖျားတကယ်တတ်မှတ်ထားတဲ့စံနှုန်းနဲ့ကျွန်တော်တို့ကိုယ့်ကိုမြင်ဖို့ကိုယ့်သားသမီးတွေမြင်ဖို့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေပေါင်းတွေမြင်ဖို့အရန်ကြီးကြီးလူပုဂ္ဂိုလ်တယောက်နေမကောင်းဘူးဆိုတော့ဖျားကိုချစ်တဲ့သားသမီးဖျားမချစ်ဘဲနဲ့ဖျားเจ้าလာတယ်ဆိုတာခက်တယ်တော့တစ်ခါလေးကြားလို့ရှိရင်ဖျားကိုမသိဘဲနဲ့ထိုဖျားထောင်းရဖျားကိုမသိဘဲနဲ့လာတယ်ဆိုတာအရန်တော့ခက်တယ်ဒါပေမဲ့သိတဲ့ knowledge ကနည်းနည်းကွာလိမ့်မယ်အတန်းပညာနဲ့ဟောပါနော် spiritual level ပေါ့အဲ့ဒီဟာတော့နည်းနည်းများတော့ကွာလိမ့်မယ်ဒါပေမဲ့ဖျားကိုမချစ်ဘဲနဲ့မသိဘဲနဲ့ဒီမှာ2 နာရီ 3 နာရီလောက်ထိုင်ဖို့တော့မလွယ်ဘူးနော်ကျွန်တော်အနေနဲ့မလွယ်ဘူးဒါပေမဲ့လူတွေတော်များများတော့တရားဟောတယ်ကျွန်တော်လာပါလိမ့်စေဘာမှမသိလဲလာပါစေထိုင်ပါစေဖျားဆိုတဲ့စကားကျွန်တော်ဆူတောင်းတာကိုနားကြောင်လို့ရှိရင်အများအတန်မှအများကြီးကြည့်ပါလေလို့ကျွန်တော်ပြောချင်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်တင်းတော်ထဲမှာမကြာခဏလာမယ့်နာကပါလို့ကြုံတွေ့ရလိမ့်မယ်တေခြင်းဆိုတာလည်းကျွန်တော်ကြုံတွေ့ရတယ်လို့ခက်ခဲခြင်း accident တို့တခြားကိုမလိုခြင်းတဲ့ပြဿနာတွေပေါင်းစုံကျွန်တော်